အားလုံးပဲမင်္ဂလာပါခင်ဗျာ Zero to Hero Box တွေကနေပြန်နေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့လူချက်အရန်များတဲ့စာအုပ်တို့ဖြစ်တဲ့မာယာပညာစာအုပ်တွေကသုံးမွေးဆိုင်ဇက်ထွင်ပြီးနေရာကောင်းယူပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရယ်ဒီတော့စလိုက်အောင်သုံးမွေးဆိုင်ဇက်ထွင်ပြီးနေရာကောင်းယူပါမလူချင်းလို့ဖြစ်စေမကောင်းထင်လို့ဖြစ်စေပြစ်ပယ်ထားတဲ့အရာတွေကိုဘသူကမှအဖက်လုပ်ပြီးလိုချင်ကြမှာမဟုတ်တလို့လူတွေရဲ့စိတ်ဝင်စားမှုတော့မခံရပေလူမှုအတန့်အဝန်ပြင်ပရောက်နေတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လူတွေသဘောကျချင်စရာတော့မကောင်းတဲ့သူ့အနာဘသူမှအရေးလုပ်ပြီးလာကြမှာမဟုတ်ပါဘူးဘသူမဆိုအကောင်းကြိုက်ကြပါရယ်လူကြိုက်များတဲ့အရာတွေဆိုရင်အကောင်းဆုံးသောအရာတွေဖြစ်တတ်လို့ဘသူမဆိုသူများနီးတူလိုချင်ကြိုက်ချင်မှတ်ချင်တတ်ကြပါရယ်ကိုယ့်ရဲ့ပြစ်မှတ်ကိုကိုယ့်အဖို့တန်တန်ဆွေငန်းငန်းတက်ဖြစ်သွားအောင်ကိုယ့်အနာလူတွေဝိုင်းဝိုင်းနေအောင်လုပ်တတ်ရပါမယ်မလောက်စရာငန်းလောက်စရာလူတိုင်းအတွက်ကိုမကိုဖြစ်နေအောင်ကိုယ့်ရဲ့အရှိန်အဝါကိုမြင့်တင်တိုးရှင်းထားရမယ်ဒါပေမဲ့ကိုယ့်အပေါ်တန်တက်ဆွင်းဖြစ်သွားအောင်လူတွေရဲ့ဝိုင်းဝန်းချင်ရမှုကိုဖန်တီးထားတိုင်းပြစ်မဲ့တွေရဲ့အတိမှာဆွေးချင်မှာဆွေးပါလိမ့်မယ်အဲ့ဒါကြောင့်ပြစ်မဲ့အနေနဲ့လုံးဝစမ်းကြည့်လို့မရအောင်ကွင်ဖန်ဖို့လိုပါတယ်အဲ့ဒါကတော့ပြစ်မဲ့နီးတူကိုယ့်ကိုလိုချင်နေမဲ့ပြိုင်ဖက်မွေးချင်ပါသုံးမွေးဆိုင်ဆက်ထွင်ပြီးပြစ်မဲ့ရောပြစ်မဲ့ရဲ့ပြိုင်ဖက်ကိုပါမျိုးလင်းချက်အတုတွေလန်ကျုပ်တွေနဲ့အပိုင်ချုပ်ထားပါကိုယ့်ရဲ့တန်ဖိုးမြင့်လေလေပြစ်မဲ့ရဲ့စမ်းကျင်လို့စိတ်အားနေလေလေဖြစ်သွားပြီးကိုယ့်အပေါ်မှာတန်တန်ဆွေးဖြစ်လာပါလိမ့်မယ်ဒါကြောင့်ကိုယ့်ရဲ့ဖြစ်တည်မှုဒီနေရာကိုငကိုထက်ပိုကောင်းအောင်ဆက်ထွင်ပြီးတိဆောက်ပါဂုံတည်င်းကြော်ဆောင်အောင်လှုပ်ထားပါပြိုင်ဖွဲတွေတမင်မွေးပြီးတယောက်နဲ့တယောက်ရှင်နေတဲ့အကြာသုံးမွေးဆိုင်ဇက်ရှုပ်ထဲမှာကိုယ့်နေရာကိုအမြင့်လိုတိုးတက်အောင်လုပ်နေလိုက်ပါလူတွေကပေါင်းသစ်ဆက်ဆံရဲ့အခြေပြုအတိုင်းအမြုံတတဝါတွေဖြစ်ပါတယ်အဲ့ဒီအတွက်အများစုရဲ့အတွေ့အမြင်သဘောထားတွေရဲ့လွဲမှုကိုမလွတ်မသွေရင်ဆိုင်လက်ခံကြရပါတယ်အေးတေတွေအများကြီးဖိတ်ကြားထားတဲ့ညစာစားပွဲတစ်ခုရှိပါတယ်ဆိုပါစို့အေခန်းတောင်းတနေရာမှာလူကြီးတယောက်ရှိနေမယ်အချိန်အတိုင်းအတာတစ်ခုကြာသွားတာတော့သူ့ဘေးနာဘသူမှမလာဘူးထိုင်နေရတာညင်းငွေလို့ထားသွားထားလာလို့တော့လေသူ့ဘေးနာဘသူမှကတ်လာတာမျိုးမရှိသလိုသူကိုယ်တိုင်လည်းဘသူအနာကိုမှမတော်ဘူးဘာလို့တယောက်တည်းဖြစ်နေတာလေဘာလို့သူအကြီးခံနေရတာလေအကြောင်းတော့ရှိကိုရှိမယ်အေခံရဲ့နောက်တစ်ဖက်မှာကျတော့အမျိုးသမီးတယောက်အနာလူတွေဝိုင်းဝန်းနေကြတယ်ညစာစားပွဲရဲ့အင်ရှင်လင်များကိုယ်တိုင်အဆိုးပြအမျိုးသမီးအနာမတ်တက်ရက်နေပြီးသူပြောသမျှစိတ်ဝင်တကြားနားထောင်နေကြတယ်စကားအရာမှတ်ချက်ပေးလိုက်လို့ရီရတိုင်းဝိုင်းဝန်းနေတဲ့လူကြီးတစ်ခုလုံးဝေါခနဲ့ဖြစ်သွားတယ်အေဒီလူအတန်းနေကြတော့တခြားလူအုပ်စုကလည်းအမျိုးသမီးရဲ့လူအုပ်ထဲဝင်ရောကြတယ်ခေါင်းတညင်းကြီးနဲ့အမျိုးသမီးပါဇက်ကထွက်လာတဲ့စကားတိုင်းကိုထောက်ခံနေရတယ်ပြောရင်းဆိုရင်တနေရာကနေတနေရာသို့ရွေ့သွားတိုင်းနဲ့လူအုပ်ကြီးကလည်းအမျိုးသမီးတောရနောက်ကိုလိုက်ကြတယ်သူ့မျက်နှာကိုကြည့်လိုက်ရင်အပြုံးမပြတ်ဘူးလူတွေရဲ့အမျက်တနူထားခံရမှုကြောင့်အချင်းနဲ့ကြီးကိုဖြစ်လို့နေတယ်အကြောင်းတော့ရှိကိုရှိရမယ်စီစင်ငုံကိုသုံးသက်ကြည့်လိုက်ရင်အချင်းခံလူကြီးနဲ့အဝိုင်းခံအမျိုးသမီးတို့ရဲ့ဖြစ်စဉ်မှာတီးတန့်အကြောင်းရည်လို့တော့မရှိပါဘူးအချင်းခံလူကြီးမှလည်းစိတ်ဝင်စားစရာဘဝနဲ့ချစ်စရာကောင်းလောင်းမဲ့အချင်းစရိုက်လေးတွေရှိကောင်းရှိမှာပါဒါပေမဲ့ဘသူမှအဖက်လုပ်ပြီးသူ့နာမှာမသွားကြလို့ဒါမှမဟုတ်သူကိုယ်တိုင်ကလည်းလူတွေဝိုင်းလာတာမျိုးမကြိုက်လို့အဲ့ဒီလူမျိုးမဟုတ်ပဲလူတွေနဲ့စကားဆမိအပြောမခံလို့သာသူ့အနာလူတွေမရှိပဲအကြီးခံနေရတယ်လို့ဖြစ်ကောင်းဖြစ်မှာပါအချိန်နဲ့အများကျွန်တော်တို့ရဲ့အကြိုက်တွေပြောင်းလဲနေတတ်တယ်ဗျအများအပြားရုံးကန်ရှင်တန်နေတဲ့အတိုင်းအဝန်အတွင်းအခြားလူတွေရဲ့ပုံစိတ်နဲ့သဘောထားတွေကြောင့်ကိုယ်ပိုင်ခံယူချက်တွေပြောင်းသွားတတ်ပါတယ်လူကြီးတွေလို့သာဆိုရပါမယ်ကလေးတွေလိုပဲပိုက်စားလာရင်ကိုကြိုက်တာကိုကိုယ်တိုင်ရွေးစားလိုက်လို့ရရတာနဲ့အခြားလူတွေအရေးများတာကိုမှလိုက်ရွေတတ်တဲ့အကျင့်ရှိပါတယ်လင်မှုကိစ္စချစ်မှုရေးရမှာဆိုရင်အလွန်တိတာပါတယ်ကိုကြိုက်တဲ့လူကိုကိုယ်စိတ်နဲ့ကိုရွေးလဲလို့ရရတာနဲ့လူအများစုရဲ့အကြိုက်ဒါမှမဟုတ်လူအများစုလက်ခံထားတဲ့အလားအပမျိုးအသက်အရွယ်မျိုးဝဆန်းစင်ထုံးမြတ်မှုအပြင်ဆွေးဆောင်မှုရှိပေအဆုံးတို့ကိုအခြေခံပြီးဆုံးဖြတ်မိတတ်ကြပါတယ်အဲ့ဒီလူလွမ်းမှုခံရတာကအဆန်းတော့မဟုတ်ပါဘူးလူတွေကလူလုံးနေတဲ့လူအများစုရဲ့သဘောထားအတိုင်းလိုက်ရိုးညီထွေနေခြင်းကလူကြုံမှုပူရှိတယ်လို့မျိုးခံစားစေနိုင်လို့ဖြစ်ပါတယ်လူကြိုက်များခံရမှုဆိုတာကအမှန်တော့အတိတ်ပဲမရှိပါဘူးဆွေးဆောင်မှုအားကြီးလွန်းနေလို့မဟုတ်တယ်လို့ကိုယ့်အကြောင်းလူသိအောင်တမင်လုပ်တတ်လို့လည်းမဟုတ်ပါဘူးလူတွေရဲ့ထုံးစံအတိုင်းအများစုရဲ့သဘောထားအတိုင်းလိုက်ရိုးညီထွေနေတတ်ကြတဲ့အချင်းရှိနေလို့ပါမာယာပညာအရာကိုယ့်ရဲ့ပြစ်မှတ်ကိုအဲ့ဒီလူစိတ်ခံမျိုးပေါက်ဖွားတော့အောင်အကြောင်းဖန်ကြံဖန်တက်ရင်တော့တားကောင်အပေါ်အတိုင်းအတာတစ်ခုအထိလွှမ်းမိုးနိုင်ပါပါဒါကြောင့်လူမုန်းခံနေရတယ်လို့မျိုးမဖြစ်စေပဲလူချစ်လူခင်ပေါ်အောင်နေပါလူတိုင်းနဲ့အဆင်ပြေတဲ့သူဖြစ်နေပါစေလူဝိုင်းခံနေရပြီးလူတွေရဲ့အလေးထားမှုမျက်နှာမှုတွေကိုရနေသူမျိုးဖြစ်နေပါစေကိုယ့်ရဲ့တုံ့ပြန်မှုခင်မင်မှုလေးစားမှုကိုရလိုက်ခြင်းကအဖိုးတဲ့ယတနာကိုရလိုက်တယ်လို့မျိုးခံစားသွားရအောင်ဂုံတည်င်းအရှင်ဝါဩဇာတွေရှိနေပါစေလူကြိုက်များခံရသူဖြစ်အောင်
တမင်နေတဲ့မှာလူထက်လူဖြစ်နိုင်ပြီးကိုယ့်ဘဝအခြေအနေကိုဒီထက်မကတိုးမြင့်နိုင်မှာဖြစ်ပါတယ်ကိုယ့်အနာဝင်းရံနေမဲ့လူတွေကကိုယ့်ရဲ့အပေါင်းအသင်းရောင်ရင်းမိတ်ဆွေတွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကိုယ့်အပေါ်စိတ်ဝင်စားသဘောကျတစ်ပတ်သက်ချိနေမိကြတဲ့လူတွေလည်းဖြစ်နိုင်ပါတယ်ဘလူလူတွေပဲဖြစ်နေပါစေကိုယ့်အနာလူတွေဝိုင်းဝင်ချင်ရင်နေပါစေဖြစ်နိုင်ရင်လူများလေကောင်းနေပါပဲလူတွေရဲ့အမြင်မှာအထင်ကြီးလောက်စေအောင်ဖြစ်သွားရလောက်အောင်လူကြီးလူကောင်းယာထုဂုံသတင်းတွေနဲ့ဝင်းရံနေတာမျိုးဖြစ်အောင်လုပ်နိုင်တော့ကိုယ့်ဘောစိတ်ဝင်တစားနဲ့ချင်းကပ်လာမဲ့လူတွေတဖွာဖွာရောက်လာပါလိမ့်မယ်ပြင်သစ်အင်ပယ်ယာပြည်ရှင်ဧကရစ်ပွေခန်နာပိုလီယန်ညီမပေါ်လိုင်းပိုနာဘက်ဆိုရင်ဘေတော့မှတယောက်တည်းမနေပါဘူးဘေတော့မဆိုသူ့အနာရုပ်ချောချောမောခံရတဲ့တားယောက်ျားလေးတွေဝင်းရနေတတ်ပါတယ်လူပုံအလင်းမှာလူကြားသူကြားတွေတွားရတဲ့အခါမျိုးဆိုရင်သူ့ပပတ်လေးမှာသူနဲ့အတင်းစကားပြောခွင့်ရဖို့စူးစမ်းနေကြတဲ့ယောက်ျားသားကောင်းတွေစူအောင်နေတာမျိုးဖြစ်အောင်လုပ်တတ်ပါတယ်ပန်းချန်တွေမှာလမ်းထွက်ရှောင်ရင်တော့သူ့အနာယောက်ျားလေးနဲ့ရောအနည်းဆုံးရှိနေတတ်ပြီးလူလူလန်းလန်းနဲ့လူတွေရောက်မလာခင်သူသဘောတွေ့တဲ့တခြားအခိုင်အစီအချွင်းရင်ကောင်းလေးတွေကိုခေါ်ပြီးဟိုဟိုတီတီတွားတတ်ပါတယ်အဲ့ဒီလူမျိုးချောမောခံကြတဲ့သူတွေအမြဲလိုလိုဝင်းရနေတော့ခက်ခဲပြီးတန်ဖိုးကြီးတာကိုမှအပိုင်လူချင်းတဲ့လူတွေအဖို့ပေါ်လိုင်းလိုအမျိုးသမီးကိုသာရအောင်စူးစမ်းနိုင်ခင်စစ်ပွဲတရအောင်နိုင်တဲ့သူတွေပို့ပြီးထူးမြင့်တယ်လို့မျိုးခံစားကြရတဲ့အတွက်အကောင့်ချိုက်သူတိုင်းပေါ်လိုင်းအနာအရောက်သွားပြီးပေါ်လိုင်းရဲ့တုံ့ပြန်မှုတစုံတရာမရမချင်းမနာမနေစူးစမ်းနေတတ်ကြပါတယ်စိတ်ဝင်စားတဲ့လူတွေယာထုဂုံတွေအမျိုးမျိုးနဲ့လူကြီးလူကောင်းတွေစသဖြင့်ထုကိပြောင်းမဲ့တဲ့သူတွေနဲ့ဝင်းရင်ချင်းကိုခံရသူဖြစ်နေမှာတော့ကိုယ့်ရဲ့ဂုံတဲ့နဲ့အရှင်အဝါတွေလည်းသူ့အလိုလိုမြင့်တက်သွားပြီးသားဖြစ်သွားပါတယ်အပြန်အလှန်အနေနဲ့ကိုယ့်အနာကဲရောက်လာသူတိုင်းလေသူတို့အနေထားကိုငကိုထက်ပိုကောင်းအောင်ပိုမြင့်အောင်တိုးမြင့်တယ်လို့ဖြစ်သွားပါတယ်ကိုအနီအနာဝင်းကျင်မှာဝင်းရလာတဲ့အမျိုးသမီးတွေအကြားကိုလူလာတဲ့အမျိုးသမီးရောက်လာအောင်လုပ်နိုင်ဖို့လိုပါတယ်ကိုအပေါ်မှာအခြားအမျိုးသမီးနီးတူချစ်တဲ့မျက်နှာတက်တန်ဖိုးထားတဲ့အောင်ဂွင်အမျိုးမျိုးဖန်တတ်ရပါမယ်ကိုရဲ့အတွင်ပြင်အနေအထိုင်နဲ့ပြောဆိုဆက်ဆံပုံတွေကလူကြီးလူကောင်းဆန်ပြီးအမျိုးသမီးတွေအပေါ်မျက်နှာတက်သူအလေးထားတဲ့သူချစ်တဲ့သူတွေးတာသူအဖြစ်သိမြင်ခံစားတော့အောင်အယုံတွေးနိုင်ရပါမယ်အဲ့ဒီလိုအတိမျိုးဝင်အောင်လုပ်နိုင်မှသာကိုလူလာတဲ့အမျိုးသမီးအနေနဲ့အခြားအမျိုးသမီးနီးတူကိုအနာဝင်းရံရတဲ့အခြေအနေအပေါ်ဂုံယူဝင်းတာနိုင်မှာဖြစ်ပြီးကိုအပေါ်တွေးတာမှုဆွေးလဲမှုပိုလာပါလိမ့်မယ်ထို့နည်းတူကိုချစ်သူကိုကျင်းတ်တော့အောင်လမ်းကြောင်းဖန်တိုက်ရပါမယ်အန်ဒီဝေါ်ဟော့ကလည်းပေါ်လိုင်းလိုပါပဲဘေတော့မှတွေးကြရလူတွေနဲ့ပေါင်းသင်းဆက်ဆံတာမျိုးမလုပ်ပါဘူးသူနဲ့ထိထိဆက်ဆံတဲ့လူတွေဟာအတိုင်းအဝင်တစ်ခုကဖြစ်ကိုဖြစ်နေရမှာဖြစ်ပြီးနမေကြော်ကြားသူမဟုတ်ခင်တာမယ်လူတွေမင်းတက်သွားလောက်တဲ့အသိပညာအတက်ပညာအမှုပညာစသဖြင့်ထူးချွန်ပြောင်မြတ်သူဖြစ်နေမှသာလက်ခံဆက်ဆံတတ်ပါရဲ့အဲ့ဒီလိုအပေါင်းအသင်းကြီးများတဲ့လူတွေမှာပေါင်းသင်းဆက်ဆံပြီးအဆက်အသွေးရှိသူဖြစ်ခွင့်ရနေခင်ဘသူမဆိုကျင်းနှလို့မဆုံးကြည်နူးလို့မဆုံးအားရလို့မဆုံးဖြစ်ရမှာပါအန်ဒီကအလွန်ပါတဲ့သူဖြစ်တဲ့ကြောင့်သူ့ကိုယ်သူဘေတော့မှအတုံးချခံမဖြစ်အောင်အမြင့်စင်ချင်နေတတ်ပါတယ်သူများကြောင့်သူ့အနေထားမြင့်တက်သွားတာမျိုးပဲရှေးရှုဆက်ဆံတတ်ပြီးသူများကြောင့်သူ့အနေထားကြာဆင်းသွားတာမျိုးလုံးဝအဖြစ်မခံတဲ့သူပါဒါကြောင့်သူနဲ့ပေါက်တင်ဆက်ဆံရေးစကားပြောခွင့်လေးရဖို့အတွက်သူ့အနာရောက်လာသူအချင်းချင်းပြိုင်ဆိုင်နေရအောင်တမင်လှုပ်ထားတတ်ပါတယ်အဲ့ဒီလိုနည်းနဲ့ပဲအန်ဒီဝေါ်ဟောကလူတွေရဲ့အမြင်မှာအပေါ်စားအမှုပညာရှင်မဟုတ်တော့ပဲအစေတန်းရှိသလိုအင်မတန်အရှင်ဝါရှိတဲ့ပုံကိုအဖြစ်လေးစားခံနေရရောက်သွားနိုင်ခဲ့တာပါကို့အနာဝင်းဟလာသူတိုင်းကိုလွေကူခွင့်မပေးပါနဲ့ခေးရင်မှုစိန်ခေါ်မှုရှင်ပြန်ရမှုတွေတစ်ခုပြီးတစ်ခုဂွင်ဖန်ထားပါခက်ခဲလူယူထားတဲ့အရာတွေကိုလူတိုင်းပို့ပြီးတန်ဖိုးထားချင်ကြပါရဲ့လွေလီနဲ့အလကားရနေမှာတော့တန်ဖိုးရှိနေပါစေတန်ဖိုးမထားချင်ကြဘူးစီးကျက်မှုတချို့နဲ့အကာအကွယ်လုပ်ထားပါကြီးများပြပါပစည်းပစက်များပြပါတော်ရုံလက်ရိုးတာမျိုးမလုပ်ပါနဲ့ကိုယ့်ရဲ့စိတ်ကိုခံမန်းခွင့်လုံးဝမပေးပါနဲ့လူတွေကိုမြောက်စိတ်နဲ့ဆက်ဆံပါရိုးသားပြပြီးနားလေရခက်သူလိုနေပါပွင့်လင်းပြပြီးလူဝက်ချက်များတဲ့လူလိုနေပါဟန်ဆောင်ကောင်းပါစေကိုတန်ဖို့ကိုအတိအမှတ်မပြုချင်တဲ့လူတွေရှိလာခင်လက်မခံပဲမောက်ထုတ်ပါနင်းထုတ်ပါအနားမှမရှိပါစေနဲ့ကိုစေတနာနဲ့အတိအမှတ်ပြုမှုကိုစမ်းကျင်လာခင်မတိချင်အောင်ဆောင်ပြီးလီလျိုးရှုပြလိုက်ပါအခွင့်အရေးကိုတစ်ကြိမ်ထပ်ပို့မပေးပါနဲ့ပြတ်သားပါအချင်းချင်းရှင်ပိုင်နေတဲ့ကို့ပေါ်ကြီးစိုးနိုင်ဖို့ကြိုးစားကြမှာမဟုတ်ပါဘူးသုံးဝဲဆိုင်ဥတီထားပြီးသူတို့အားလုံးကိုချင်းနှင်းလို့အပေါ်ထိတက်သွားလိုက်ပါနာမည်ကျော်အမေရိကန်တရုတ်ဆောင်အယ်ရိုဖလင်းကိုအမျိုးသမီးတွေတန်တဆွဲဖြစ်ခဲ့ကြတဲ့အကြောင်းရင်းကတရုတ်ဆောင်ကောင်းခွေလို့မဟုတ်တယ်လို့ရုပ်ရင်သွေးပင်ခံညားလို့လည်းမဟုတ်ပါဘူးဖလင်းရဲ့အတိတ်လူတွေအကြပြောစမိတ်ထင်ထားတဲ့ဂုံတွင်းတွေကြောင့်ပါဖလင်းအနားရောက်သွားရင်ဘလို့အမျိုးသမီးမဆိုအများစုကဖလင်းအပေါ်အကြောင်းအမျိုးမျိုးကြောင့်တွေ့တာမိသွားပြီးပေါင်းဖက်မိသွားကြရဲဆိုတဲ့တတိမျိုးကဖလင်းကျုပ်တို့ရဲ့မိတ်ဆွေတိတ်ကလူလင်တို့ကိုတောင်းတတာစိတ်ပျက်စရာလို့ထင်ကြလိမ့်မယ်ဒါပေမဲ့လောကကြီးရဲ့ကောင်းမွန်မှုတာယာမှုတွေကအားလုံးအတွက်ပဲမဟုတ်လားနေမင်းကြီးရဲ့အလင်း
င်းရောင်ကိုအားလုံးခံရင်ခွင့်ရှိနေလေညဝူရင်ကောင်းကွင်ထက်ကငွေဆန္ဒလာမင်းကြီးကိုကြည့်လိုက်စပါအောင်ရွေတက်မရတဲ့ထောင်တောင်းချင်ကြည်စင်တွေနဲ့ဝင်းရင်နေလို့သာထူးခဲ့ပြီးစမ်းကြည့်နေတာမဟုတ်လားဆွေးသွင်းပါတယ်ဆိုတော့တားရည်တွေကိုတောင်ကြုံသွင်းပြီးရင်အောင်လုပ်လို့ရတာပဲရေစင်ထက်ပူပြီးကြည်နေနိုင်တာဘာရှိလို့လဲတလောကလုံးနေရအနက်လွတ်လပ်စွာအဆက်မပြတ်စစ်စစ်နေတာပဲအချစ်ဆိုတာတတ်မှတ်ချက်တွေနဲ့အလုပ်လုပ်တဲ့စီးမီဥပဒေကြီးမှမဟုတ်ပဲဘာအတွက်ကြောင့်များတာယာခွင့်ကြည်နူးခွင့်ကြည်နက်ခွင့်အားရခွင့်လွတ်လွတ်ခွင့်ပျော်ရွှင်ခွင့်တွေကိုပိတ်ပင်တားဆီးစမ်းကြည့်ခြင်းကြတာလေဘလို့ပဲဖြစ်ဖြစ်ခင်များတို့ကန့်ကွက်ခြင်းနဲ့ကန့်ကွက်ကြပါကြောက်ကတော့ခင်များတို့အဲ့ဒီလိုမနာလိုဝင်တူစမ်းကြည့်နေတဲ့အရာတွေကိုပို့ပြီးတန်ဖိုးထားမြင်လို့ခြင်းနဲ့လူတွေကသူတို့မရနိုင်တဲ့အရာတွေကိုမိတ်ဆီရိယပွားပြီးမူရိတာစိတ်မထားနိုင်လို့စမ်းကြင်ပြတတ်တဲ့အဲ့ဒီလိုအရာတွေကမှပို့ပြီးတန်ဖိုးထားခြင်းစရာကောင်းပြီးလက်ရယူရတာအရသာရှိရဲ့ဗျပို့ပြီးဆွေးဆောင်မှုကောင်းစေပါတယ်အရှိန်အဝါရှိနေပြီးသားဆိုတော့တမင်တကာပိုးပဲနေစရာမလိုတော့ပဲအမျိုးသမီးတွေရဲ့ချင်းကက်လာမှုတွေကိုသာခါချနေုံအနေထားရောက်သွားတတ်ပါတယ်ကိုယ့်ရဲ့ရှင်းစင်းကုန်တဲ့င်းကအထင်ကြီးလောက်စရာမဖြစ်နိုင်တဲ့ရဲ့ကြိုးစားပါနည်းအမျိုးမျိုးတုံးပြီးလူတွေရဲ့စိတ်ဝင်စားမှုရအောင်ဖန်ပါလုံးစရာမလိုပဲအလုပ်ပြီးစီးတဲ့ဖြက်လန်းမှုကိုရှာတွေ့အောင်ကြိုးစားပါဆိုင်အပြည့်လူစီနေဘသူမဆိုဘိုင်းမစားတောင်မှဝင်စားခြင်းစိတ်ပေါက်ပါတယ်လူအများရဲ့ဝင်းရင်ခြင်းကိုခံထားရသူကတာမဲလူတွေထက်ပိုပြီးအရှိန်အဝါကြီးပါတယ်အထင်ကြီးစရာကောင်းပါတယ်လေးစားခြင်းစရာကောင်းပါတယ်အားကိုးခြင်းစရာကောင်းပါတယ်ခိုကိုးခြင်းစရာဖြစ်ပါတယ်တန်ဖိုးရှိတယ်လို့ခံစားမိစေပြီးမျက်နှိုးခြင်းစိပေါက်စေနိုင်ပါတယ်သုံးဝိဆိုင်ဇက်ထွင်တဲ့နေရာမှာအချက်အကျဆုံးနဲ့အထီရောက်ဆုံးကွင်ပယ်နီးကနိုင်ခြင်းစရာထုတ်ပြပြီးနေရာယူနည်းဖြစ်ပါတယ်ကိုယ့်ရဲ့တန်ဖိုးကိုကွက်ကွက်ကွင်မြင်တော့အောင်နိုင်ခြင်းစရာကိုပြန်ဖက်ကိုထုတ်ပြပြီးလူတွေရဲ့အထင်ကြီးမှုကိုရယူတာပါအခြေအနေနဲ့အနေအထားလိုက်ကွေးပြတ်မှုတွေရှိကောင်းရှိနိုင်ပေမဲ့အခြေခံသဘောတရားကတော့တူတူပါပဲကိုယ့်ရဲ့အနေအထားတူအခြေအနေတူတူတယောက်ယောက်ကိုပြက်ရုပ်အဖြစ်ထုတ်ပြီးရှင်းကြည့်လိုက်ရင်အပြက်သက်ကွာနေတယ်လို့မျိုးတိတာမြင်တာအောင်လုပ်တတ်ရပါမယ်လူတွေရဲ့အမြင်ကဘယ်တော့မှအကြောင်းပြချက်တစ်ခုတည်းနဲ့လက်သင့်ခံတာမျိုးမလုပ်ပါဘူးအမြင်လိုနိုင်ရှင်စရာတစ်ခုခုနဲ့တွေ့ပြီးဆင်ကျင်တတ်ကြပါတယ်အဲ့ဒီအတွက်လူတွေကိုနိုင်ရှင်စရာဆန်းတစ်ခုထုတ်ပြပါဘယ်တော့မှကိုကြည့်ပဲအကောင်းဆိုတာမျိုးတစ်ဖက်သက်အယုံမသွင်းပါနဲ့နိုင်ငံရေးလောကကိုကြည့်လိုက်ရင်အဲ့ဒီနီကိုတွင်သုံးနေတာကိုတတိထားမိပါလိမ့်မယ်ပန်ဖေးရဲ့အရေးချင်းတွေကိုကြည့်လိုက်ရင်သူမတာကိုမတာအတူတူအနူနူဖြစ်နေပေမဲ့လူထုရဲ့စိတ်ကိုတကယ်ဆွေးဆောင်နိုင်တဲ့ဘက်က အမြင့်လိုထူးခြားပြောင်မြောက်တဲ့ကွင်းတစ်ခုဖန်လေးရှိပါတယ်။အဲ့ဒါကတော့ပြန်ဖက်ရဲ့အရေးသွေးတွေကိုချီးကျူးစရာရှိရာချီးကျူးပြပြီးအားနည်းချက်ကိုအပြုသဘောနဲ့ထောက်ပြတယ်လို့ပြောဆိုရင်ကိုယ့်ဘက်ကလည်းသင်ခန်းစာယူပြုပြင်ပြောင်းလဲထားတယ်လို့မျိုးဇာနာပြတာပါ။မကောင်းတဲ့အချက်ကိုထောက်ပြပေမဲ့အပြစ်မဆိုပဲကိုယ့်ဘက်ကသင်ခန်းစာယူလိုက်ကြောင်းလေးပက်စကားပြောပြီးအသာစီးနေရာယူခြင်းဖြစ်ပါတယ်။1980ပြည့်နှစ်အမေရိကန်ရွေးကောက်ပွဲသမိုင်းကိုပြန်အောင်မေ့ကြည့်လိုက်ရင်ဂျီမီကာတာရဲ့ခေါင်းမာမှုကရိုနယ်ရေကန်ရဲ့ပွင့်လင်းမှုနဲ့နိုင်ရှင်လိုက်ရင်ဘလို့အကြောင်းပြဆင်ခြင်ပေးပါစီခေါင်းမတက်ခြင်းတဲ့ပွင့်လင်းမှုရှိပြီးတစိမ့်ဒေတာတူရှူလောက်ကင်တက်တဲ့ဇယိုက်မျိုးကပြက်တက်တာနေလို့ရေကန်ရဲ့လူထုထောက်ခံမှုကအတာရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်နိုင်ရှင်စရာထုတ်ပြပြီးဆွေးဆောင်နေကညှို့တဲ့အလွန်ကောင်းပြီးကိုကြောညာတာမျိုးမဟုတ်ပဲလူသိအောင်လုပ်ပြီးသားလို့ဖြစ်သွားတတ်ပါတယ်။လူထုရဲ့အမြင်ကနိုင်ရှင်စရာရှိလာရင်ဘုံစိတ်ရဲ့အလုပ်လုပ်ပုံအရာသူတို့ရဲ့မြင်ချင်တာကိုရွေးမြင်ပြီးလက်ခံချင်တာလက်ခံတတ်ပါတယ်။ဒါကြောင့်သူတို့ကိုအယုံသွင်းနိုင်ဖို့ထုကုတ်ပြောင်းမဲ့တဲ့အခြေခံကြောထောက်နောက်ကဂုံတည်င်းအပါဝင်ဝင်းရင်မှုတွေကောင်းနေဖို့လိုအပ်ပါတယ်။ဒါကြောင့်သုံးဝိဆိုင်နီးကိုလက်တွေ့ကျအသုံးချတဲ့အခါဘေးတော့မှဝင်းရံသူတွေအပေါ်အလိုမလိုက်ပါနဲ့ရောသိတဲ့အချိန်ရွာပြီးခွာသိတဲ့အချိန်ခွာပါအမြင့်လူလိုအားလုံးနဲ့ထိတွေ့နေတာမျိုးမလုပ်ပါနဲ့ရှားပါခက်ခဲတာမျိုးဖြစ်နေအောင်အနေကောင်းပါစေတောင်းဆိုတိုင်းကောင်းမငိမ့်ပါနဲ့စေကတခါတာလက်ခံပါခင်းလေလေတန်ဖိုးတက်လေလေဆိုတာကိုမမေ့ရလူတွေအတွက်တော်ယုံမှန်းလို့မရကန်းလို့မရလမ်းလို့မရတဲ့အနေအထားမျိုးမှာခြေတက်ရပါမယ်ရှားပါပြီးခက်ခဲဖြစ်တဲ့အရာကမှတန်ဖိုးထားခံရတဲ့အချက်ကိုအမြင်အောင်မေပါသုံးမွေးဆန်ဆက်ထွင်ပြီးနေရာယူတဲ့ညီကိုအမတ်တင်ကေတာအနေနဲ့နားလွေအောင်နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်အောင်းနှင်းတူတီတာရနိုင်တဲ့စူဖလားနဲ့တူပါတယ်လူတွေရဲ့အမြင်လူတွေရဲ့အတိမှာကိုယ့်ရဲ့အနေထားကစူဖလားလူမျိုးလွယ်မရနိုင်တယ်လို့ဖြစ်နေရပါမယ်စူဖလားကိုဘသူမဆိုပိုင်ဆိုင်ခြင်းကြတယ်လို့ပဲစူဖလားအတွက်ပိုင်ဆိုင်ရတဲ့အပေါ်ဂျင်းနဲ့စွာရှင်းပြနိုင်အောင်ကြံပတ်တက်ရပါမယ်အနိုင်နဲ့အရှုံးအပီးနဲ့အယူဆုံးရှုံးမှုနဲ့ပိုင်ဆိုင်မှုအကြားစူလက်အပေါ်ဂျင်းနဲ့လူတဲ့စိတ်နေစိတ်ကန်းတွေနဲ့ကိုယ့်အပေါ်ချစ်ခင်လေးစားမျက်နှာလာအောင်လုံနိုင်ဖို့လိုပါတယ်။ရလေတဲ့စူဖလားကိုဘသူမှတန်ဖိုးမထားသလိုရလေတဲ့လူကိုဘသူမှမလူချင်ကြပါဘူး။တန်ဖိုးရှိတဲ့သူဖြစ်အောင်တန်ဖိုးရှိနေတတ်ရပါမယ်။ဒီလိုမျိုးတန်ဖိုးရှိတဲ့စာပိုက်လေးတွေအမြင့်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Zero to Hero Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ။